Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့ကျမအမေရပေါ့နော်ငယ်ငယ်တုန်းကကျမကိုခဏချက်ကျွေးဘူးတယ်ဟင်းလေးတစ်ခွက်ချက်ပြမှာဖြစ်ပါတယ်ရှင်ကျမတို့ခါတန်းဆိုရင်ပန်းမုံလာအဖြူကြော်လို့ရှိရင်ကျမတို့ကြက်ဥနေပဲကြော်စားတယ်ပေါ့နော်အခုကတော့ကျမကမြေပဲဆန်လေးနဲ့ကြော်စားမှာဖြစ်ပါတယ်ရှင်အရင်ဆုံးကျမကပန်းမွှေးတွေကိုအနေတော်လေးတွေလိဖြတ်ပေးပါမယ်ရှင်လိဖြတ်ပြီးလို့ရှိရင်တော့ကျမကသူ့ကိုစားလေးနဲ့15မိနစ်လောက်ရေစင်ပေးပါတယ်ရှင်။ကျမကအရွက်တွေကိုကြော်တဲ့အချိန်မှာအရက်တို့ပန်းမွှေးတို့ကြော်တဲ့အချိန်မှာအမြဲတမ်းပေါ့နော်။စားနဲ့စိမ်ပြီးမှကျမကကြော်စားလို့ရှိတယ်ပေါ့နော်။ဒါကြောင့်မလို့သူ့ကိုရေလေးနဲ့15မိနစ်လောက်စိမ်ပေးထားလိုက်ပါမယ်ရှင်။ပြီးတော့သူ့ကိုကြော်ဖို့အတွက်လိုအပ်တာလေးတွေကျွန်မပြင်ပါမယ်ရှင်။အရင်ဆုံးကျွန်မကမြေပဲဆန်အစိမ်းကိုထောင်းပါမယ်ရှင်။မြေပဲဆန်လေးတွေထောင်းပြီးဆိုရင်တော့ခဲညီသီးလေးကိုလည်းအစင်သင်းနှီးပေးထားလိုက်ပါမယ်ရှင်။ခဲညစ်ဒီလဲလိပြီးတော့ဆိုရင်ကျမစကြဖို့အတွက်စီဝိုးစတဲပါမယ်ရှင်။စောစောကလိထားတဲ့ကြက်သွန်နေတဲ့ခဲညစ်ဒီကိုတခါတည်းထည့်ပေးလိုက်ပါရှင်။ပြီးရင်ကျမတို့နည်းနည်းမို့အနည်းငယ်ထည့်ပါမယ်ရှင်။ထည့်ပြီးရတဲ့ကျမတို့ခဲညစ်ဒီလေးကိုနွမ်းသည့်အထိကျမတို့ကြော်ပေးပါမယ်ရှင်။ပြီးတာနဲ့ကျမစောစောက15မိနစ်ရေစိမ်ထားတဲ့ပန်းဝင်လေးတွေထည့်ပေးလိုက်ပါတယ်ရှင်ပြီးရင်တော့အားလုံးကိုတမအောင်မှွေးပေးလိုက်ပါရှင်အခုဆိုရင်အရသာစားတယ်ပါမယ်ရှင်အရသာတက်ကတော့စားရယ်ဟင်းခတ်မုံရယ်ထည့်ပါမယ်ရှင်ပြီးရင်ကျမတို့ခုနကထောင်းထားတဲ့မြေပဲဆန်ကိုလည်းတခါတည်းထည့်ပေးပါမယ်ရှင်ဘာလို့လဲဆိုတော့မြေပဲဆန်ကကျမအစိမ့်ထည့်အားဖြစ်တဲ့ကြောင့်တခါတည်းသူ့ကိုကြက်အောင်လို့ထည့်ပေးလိုက်ပါတယ်ရှင်အရသာတွေလည်းအားလုံးထည့်ပြီးသွားပြီဆိုရင်ကျမတို့ရေလေးအနည်းငယ်ထည့်ပြီးတော့တဲမှာဖြစ်ပါတယ်ရှင်ရေကတော့တခါတည်းအများကြီးမထည့်ဘူးပေါ့နော်အရန်ကြီးပန်းမွေးပျော့သွားရင်လည်းမကောင်းဘူးပေါ့နော်ဒါကြောင့်မလို့ရေကိုကျမတို့ဒီအနေထားလေးမှာပဲထည့်ခဲ့ပါတယ်ရှင်ပြီးရင်အားလုံးကိုတမအောင်မွေးပေးလိုက်ပါရှင်ရေလေးတွေအတော်အသင့်ခန်းသွားပြီဆိုရင်တော့ကျမတို့ချလို့ရပြီပေါ့နော်အခုလိုမျိုးအနေထားလေးဆိုရင်တော့အရသာအရန်ရှိတဲ့ပန်းပွင့်ကြော်လေးရပါပြီရှင်ကျမရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်အားလုံးပဲကိုယ်စိတ်နှပြချမ်းသာချမ်းသာကြပါစေရှင်ဘိုင်ဘိုင်